တပည့်လုပ်တဲ့ပုဂ္ဂိုလ်ကသူညင်ရတယ်ဒါမှပပဲလှကြီးမနာပပဲဆိုတာဓာကောင်းလွန်အားကြီးလို့ကြီးနာရင်ပြတ်ကြတယ်သူညင်တယ်လို့ပြောတာပပဲလုပ်ပပဲဆရာကသူညင်ရတယ်ပပဲတူညင်ပရိန်တော့ရင်ရွှေကိုခိုးပြီးလုပ်ပေးနိုင်တယ်ကိုကြည်ဝင်းမိမကပပဲစရိရှိမှပရိန်လာရတယ်ကျွန်တော်ဗျာရွှေတစ်ကြက်သားမတတ်နိုင်ဘူးဗျာမိမောလည်းပြောတစ်ကြက်သားကျွန်တော်ပတ်စံလေးလိုနေကိစ္စမရှိဘူးခိုးပြီးတော့ခိုးပေးလိုက်တယ်ပပဲတူညင်ပရိန်ရွှေခိုးတန်ပြူလို့လို့ရှင်အေးကျိုးသွားတယ်ကောင်တန်ပြူမအေးလို့ပူတာကိုပူတော့လို့ပြောတာမအေးတာကိုလိုအပ်တယ် we need and cold တပည့်တူငိမ့်ပရိန်ရွှေခိုးတန်ပြူမအေးလို့အဲ့ဒါကိုပပဲလူလိန်ပရိန်ရွှေကိုတန်ပြူကွက်ကွက်မင်းတို့အမားသိတွင်တယ်မင်းတို့ဗမာကအဲ့လိုဟာတယ်လေမာဟုတ်ပြီနော်အမားသိတွင်တယ်တဝဲတွေကအသားမဲတယ်စကားကိုဘောက်ဒီဘောက်တာပြောတယ်စိတ်ကောင်းရှိတယ်ကောင်းတဝဲယူကြက်ခိုးတဝဲယူကမေမိန်မုတ်ကလည်းမဲ့ကြက်ခိုးအောင်စားလို့ကောင်းတယ်တဝဲလူမျိုးကလည်းအသားမဲတဲ့ဘူးနဲ့ပေါင်းနဲ့စိတ်ကောင်းရှိတယ်တဝဲယူကြက်ခိုးရှမ်းယူလင်ကိုရှမ်းမတွေကယူတော့လင်ကိုကိုးွယ်တယ်ပြောတာတဝဲယူရင်ကြက်ခိုးတယ်ရှမ်းယူရင်လင်ခိုးတယ်ဟွာကြာမှပါမှကောဘာလို့မရတော့အဲ့လိုမြမာတွေလုတ်တတ်ပါတယ်မိန်းကလေးတယောက်ကိုအိမ်အောင်စကြမယ်ဆိုရင်အဲ့ဒီမိန်းမကရုပ်လေးတော့ချောတယ်ဖျားစဉ်ကြောင့်မိဖို့ကြောင့်အိတ်ခမ်းတဲ့ကြောင့်ဒီအမိုက်တွေအကုန်လဲပြီးပြီဖျားစဉ်မှာဖျားနဲ့ဆွန်းနဲ့ကြောင်းနဲ့ခုနကပြောရေပန်းလဲပြီးပြီမိဖို့ကြောင့်အိမ်နာအဲ့ဒီနေရာတွေကိုသေးသေးတတ်တတ်ထားနိုင်သလားကြည့်ပါမယားနေစားချောင်းသေးတတ်မှမယားနေစားကြောင်သေးမှဘယ်သူကပြောရတာဒီဘယ်ပညာရှိရဖြက်စီးလိုက်တာဒီလိုတွေကြီးပဲဗမာတွေဒီလိုတွေကြီးဟောအမားတွေပဲကြိုက်မယားနေစားမိမတယောက်စတင်နေတဲ့အချိန်ခါအစမှာချောင်းလေးချောင်းလေးကိုသေးသေးတတ်တတ်ထားနိုင်လားကြည့်ပါလို့ပြောလိုက်တာမယားနေစားကြောင်သေးမှပြီးတော့ဒီလိုလူမျိုးတွေအများကြီးမလေးထင်းရလင်ရလေနံတာနံပရယနံလေနံပုံအောင်ရပရယနံတာနံနိဗ္ဗာန်ရဲ့ပြည့်ရည်ဒါကြောင့်မလို့လေနတော်လေနဆိုဒီမှာကောင်းရကောင်းကြောင်းလုပ်နေမယ်နိဗ္ဗာန်ရောက်ကြောင်းလုပ်နေမယ်ကုသိုလ်ရောက်ရင်လုပ်လို့ရှိရင်လေနတော်အဲ့လိုမဟုတ်ဘဲနဲ့အတင်းပြောနေမယ်ကုသိုလ်ရောက်မလို့ရင်အလေနတော်အလေနတော်တဲ့ဖတ်လိုက်ပါဠိကအာယသွေတို့လာရည်လေနာကြည်ရနာအလေနတော်ပုံမှာဘုံကြီးနဲ့မောင်ဝင်ပြလာတဲ့တရားဝဲလည်းမတော်ချောင်းဆိုးလို့ तू အမေရိကဗမာလိုမတတ်တဲ့မိန်းမအလေနတော်ညင်ရတယ်တဲ့ तू ကအမှန်စာမတဲ့လို့ဆိုတော့ तू ကနိုးအကနိုးပဲတဲ့လေနအလေနတော်မင်းတို့ဒီအတင်းပြောနေမယ်ဘာသာရေးမလုပ်ဘူးဆိုရင်နိဗ္ဗာန်နဲ့ဝေးတယ်အလေနတော်မင်းတို့ရွာတဲ့ဘယ်လိုပြောလဲမင်းတို့အမားတွေချတာဗမာတိတိကျကိုယ်စကားကိုဖြစ်တယ်လို့ပြောနေတာလေအလေနတော်တွေရဲ့ဟုတ်တယ်လေဟုတ်ပြီနော်အဲ့တော့